မင်္ဂလာပါကျွန်တော်လည်းပဲဆွဲမှာပါအခုပြောပြမယ့်ဒါဂျပန်သတင်းကတော့တနက်ပြည့်ကစားရုံကနေတနက်ကိုယူဆောင်လာပြီးတော့တနက်တကားကားနဲ့ main ကလေးတွေကိုစကားအတင်းကျပ်လိုက်ပြောတယ်ဆိုတဲ့ဂျပန်နိုင်ငံရဲ့သတင်းအကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ဒီဖြစ်စဉ်ကအိုဆာကာရှင်းစဲခိုင်းမှာရှိတဲ့ဂိမ်းစင်တာတစ်ခုမှာဖြစ်သွားတယ်လို့သိရတယ်ပေါ့နော်အဲ့ဒီမှာဂိမ်းစင်တာတွေကိုအမျိုးသားတစ်ယောက်ကတနက်လိုအရာကိုက်ဆောင်ပြီးဝင်လာတယ်လို့သိရတယ်ဂိမ်းစင်တာရဲ့အရှိမရှိတဲ့ဒါတနက်ပြည့်ကစားရုံကတနက်ကိုဒီလူကသူ့ဘာသာသူယူဆောင်လာပြီးတော့ဂိမ်းစင်တာတွေကိုကူးလာတာပေါ့နော်အဲ့နောက်မှာဒီဂျပန်ကောင်ကဂိမ်းစင်တာထဲမှာစုံနေတခြား main ကလေးတွေရှိပေါ့အဲ့ main ကလေးတွေကိုသူကတနက်ကြီးတကားကားနဲ့တကယ်တော့ချင်းချောက်တဲ့သဘောပေါ့နော်တနက်ကြီးကိုင်ပြီးတော့အတင်းကျပ်စကားတွေလိုက်ပြောပြီးတော့ဘေးကနေလိုက်ပွားတာပေါ့ပွားတော့ main ကလေးတွေကဒါကိုနဲ့မသိတဲ့သစိမ်းဆိုတော့ဖာတိပါတာသူတို့ဂိမ်းုံကသူတို့ဆက်စုံနေတဲ့အခါမှာဒီကောင်ကမကြည်မနှက်ဖြစ်တယ်ပေါ့နော်မကြည်မနှက်အမူအရာနဲ့ဂိမ်းစင်တာအပေါက်ကနေသူကတနက်ပြည့်ကစားရုံရှိတဲ့ဘက်ပေါ့နော်သူလာခဲ့တဲ့ဘက်ကိုတနက်နဲ့ချိန်ပြစ်ခတ်ပြတယ်ပေါ့ဒါတော့တကယ်ကတော့ချင်းချောက်တဲ့သဘောပါတာပေါ့နော်အဲ့ဒီတော့ဂိမ်းစင်တာဝင်ကဒီသူတို့ဆိုင်တွေကိုဝင်လာပြီးတော့ယူတို့လိုကြောင်းတို့လိုလာလုံနေတဲ့ဒီဂျပန်ကောင်ကိုသတိပေးတာပေါ့သတိပေးတဲ့အခါမှာအဲ့ဒီကောင်ကတဲ့ဒါပေဆောင်းဆောင်းကြည့်ပြီးတော့ဆိုင်ရပြန်ထွက်သွားတယ်ပေါ့နော်ဂျပန်အယူတွေအဲ့လိုပဲအဲ့တော့ဆိုင်ဝင်တဲ့ကတော့ तू ကဒီလိုတွေလာလို့သွားပြီးတော့လုံးဝလည်းတောင်းပန်မသွားဘူးပေါ့နော်ဒီအတိုင်းပဲပြန်ချသွားတယ်လို့ပြောတယ်ဒီဖြစ်စဉ်ကိုဂိမ်းစင်တာဘက်ကနေဗီဒီယိုထုတ်ပြန်ခဲ့ပြီးတော့ဒါရဲနဲ့သူတို့ကဆွေးနွေးသွားမယ်ပေါ့နော်တရားစွဲသိမဆွဲသိနေပြီဒါသူတို့ဥပဒေအကြောင်းအရဆွေးနွေးသွားမယ်လို့ပြောရတယ်အဲ့တော့ဂျပန်မှာလည်းဒီလိုမျိုးဦးကြောင်ကြားယူရိုကြောင်တို့လူတွေလည်းထက်ပေါ်လာတာမဟုတ်လို့ဒါသတိထားမယ်ပေါ့နော်တော်သေးတာပေါ့ဒီလေသနက်နဲ့ဒါဆိုင်ထဲမှာလာစော့နေတဲ့လူတွေကိုပြစ်ချလိုက်ရင်တော့ပေါ့နော်ဒါထိခိုက်ဒဏ်ရာတွေရကုန်မှာပေါ့နည်းနည်းဒီကောင်ကနည်းနည်းဖုန်ချောင်ယုံတက်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် main ကလေးကြီးလည်းဒါသတိထားမှာပေါ့နော်ဒီလိုမျိုးချင်းကပ်လာတယ်ဆိုရင်တော့ဒါဘုံမမှန်နဲ့နည်းနည်းကြောင်တောင်ကောင်းလို့ပဲပြောရမှာပေါ့နော်အဲ့ဒီသတင်းလေးကိုဒါကျွန်တော်တွေ့လို့တင်ဆက်ပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ဒီလောက်ပါပဲနော်ကျွန်တော်ကတော့ Facebook မှာဆိုရင်လည်း2018ကတည်းကဟာနာဆာကရီဂျပန်ဆိုတဲ့နာမည်နဲ့ဂျပန်သတင်းတွေရှိတယ် YouTube မှာဆိုရင်တော့ Yukimi Channel နဲ့ဂျပန်သတင်းဗီဒီယိုတင်ဆက်ပေးပါတယ်ကျေးဇူးတင်ပါတယ်နော်